GLPT unfolding နဲ့ Japan ကို 100% full scholarship ရနိုင်တယ်ဆိုရင်ယုံလားဒီနေ့ရဲ့ဗီဒီယိုလေးကတော့ Japan ကိုလည်းလာကျင်တယ်ဒါပေမဲ့ Japan ဘာသာမှာလည်းအားနည်းနေတဲ့လူတွေကို motivation ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်ပထမဆုံးဆိုကြအောင်မေးဆက်ရမယ်ဆိုရင်တော့ Super 2025 MA STEM scholarship ကို special training college category နဲ့လာခဲ့တဲ့သူဖြစ်ပါတယ်ဒီ math scholarship အကြောင်းလေးနည်းနည်းလေးပြပြမယ်ပေါ့နော်ဒီ math scholarship မှာဆိုတော့အစနေချင်းဖြစ်ရပါတယ်ပထမတော့ application form တင်ရတာပေါ့ application form တင်တဲ့အခါကျတော့စုရဲ့နှစ်မှာတော့စုက STC category ကိုရှောက်တယ်အဲ့အတွက်ကြောင့်မို့လို့7တန်းအောင်အမှတ်ကအနည်းဆုံး420နဲ့420ရှိရမှာပေါ့နော်အကယ်၍ကို7တန်းမအောင်မှုဆိုရင်လေ international exam ရဲ့ 50% နဲ့အထက်တော့မှာကိုကအောင်ထားမယ်ပေါ့နော် application form နဲ့ပတ်သက်တာကတော့ guideline ကိုသေချာဖတ်ရပါမယ်သူတို့ရဲ့ exam ကကိုသေချာဖတ်အကယ်၍နားမလည်ဘူးဆိုတော့ embassy ကိုဆက်သွယ်တာလို့ဖြစ်မှာကြောက်ဆက်သွယ်ပြီးမြင်တာပဲဖြစ်လို့အောင်မယ်ပေါ့နော်ဒုတိယ step ကတော့ major step မှာကျတော့သင်ချာနဲ့ဂျပန်နဲ့ဖြေရတယ်ပေါ့နော်အဲ့ major step မှာကျတော့အရန်ခက်တယ်ပေါ့နော်တာမန်အဖြစ် major step ကတော်တော်ခက်ပါတယ်အဲ့အတွက်ကြောင့်အဲ့အဆင့်ကိုအောင်ကျင်နေဆိုရင်တော့ဒီကကြင်ပေးရမယ်ဆိုရင်တော့ EJU သင်ချာကိုတေချာကြည့်ထားပါအဲ့ဒါကလုံးဝ key ပေါ့နော်ဘာလို့ဆိုစုရဲ့အတွေ့အကြုံစုကအဲ့တော့ EJU နဲ့ပတ်သက်ပြီးမှလည်းအတွေ့အကြုံမရှိဘူးအဲ့တော့ကျတော့အရန်ကြောက်ခဲ့တယ်ပေါ့နော်အရန်ကြောက်ခဲ့တယ်ဆိုတော့ဆိုတော့ EJU exam တွေကိုနှစ်လိုက်ခဏတွက်တယ်ခဏပြန်ကြည့်ရဲအဲ့လိုမျိုးပေါ့နော်တကယ်လဲမေးလာတဲ့ခါကျတော့ exam နေနဲ့တချို့ post စာတွေဆိုရင်တပုံစံနဲ့ဖြစ်နေတဲ့ post စာတွေတော့ပါတတ်တယ်ပေါ့နော်အဲ့လိုဆိုတော့ EJU ကိုတေချာကြည့်ပါ EJU Okay ဒီ major step ကိုအောင်သွားပြီဆိုရင်တော့တတိယမြောက်ဖြစ်တဲ့ဒီ math scholarship exam step ပါအမှတော့ဘာသာကကိုရွေးချယ်တဲ့ category လိုက်ကွာတယ်ပေါ့နော်စုက STC category ရွေးချယ်တာမို့လို့သုံးဘာသာဖြစ်ခဲ့ရပါတယ်သင်ချာရဲ့ဂျပန်ရဲ့အင်္ဂလိပ်ရဲ့ပါအင်္ဂလိပ်ကတော့ grammar ကိုသင်ချာကြည့်ထားတာပိုကောင်းပါတယ်ဘာလို့လဲဆိုတော့ grammar နဲ့ပတ်သက်တာတွေကိုပဲအဓိကမြင်ရမလို့ပါ multiple choice တွေပဲဆိုတော့လေဒီဂျပန်ကကြတော့သူက level တော်တော်မြင့်ပါတယ် N1 level လောက်ရှိပါတယ်ဒါပေမဲ့သင်ချာကကြတော့သူရဲ့ question တွေကိုကြည့်ထားမယ်ဆိုရင်တော့ miss ရဲ့ question တွေကိုကြည့်ထားမယ်ဆိုရင်တော့လုံးဝဖြေနိုင်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကိုကဒီဂျပန်ဘာသာရေးချင်းအသိမရှိဘူးရတယ်ဘာမှဖြစ်ပါဘူးလဲဆိုတော့ကိုမသင်ချာတော့အင်္ဂလိပ်တော့ရေးချင်းရှိရဆိုရင်တော့ဒီဟာကဖြေနိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ် pass ဖြစ်နိုင်ပါတယ်ပြီးကြတော့နောက်ဆုံး step ကကြတော့ဗာလဲဆိုတော့ interview ပါ interview မှာတော့သူကဂျပန်လိုနည်းနည်းပါမေးတယ်အဓိကဖြစ်ကိုက N4 level လောက်ဆိုရင်ကိုသူတို့ရဲ့မေးခွန်းတွေကိုအနည်းဆုံးဖြေနိုင်တယ်ပေါ့နော်ပြန်ဖြေနိုင်နေဆိုတော့အဆင်ပြေနိုင်ပါတယ်အဲ့ဒါပြီးရင်တော့ scholarship ကြရပြီလားဆိုရင်ရသေးပါဘူးဘာလို့လဲဆိုတော့က first screen နေမြန်မာနိုင်ငံကပဲရွေးလိုက်တာပေါ့နော် embassy ရွေးပြီး recommendation ပေးတာပါsecond screen ကိုစောင့်ပါ second screen မှာကိုဘာလို့ဆရာရှိလဲဆိုတော့ဘာမှမလုပ်ပါနဲ့ဖျားတာများများရှိခိုးတာပါပေါ့နော်ဘာလို့လဲဆိုတော့ second screen ဆိုတော့ဒီဂျပန်ကအဆိုရနေပြီးကိုယ်တိုင်ရွေးရပါတော့Asia ဘယ်နေရောက်ဘယ်လိုမျိုးပေါ့နော်သူတို့စီမင်းစည်းကမ်းနေတယ်အဲ့ဒါဆိုလည်းမသိပါဘူးအဲ့စီမင်းစည်းကမ်းနေတယ်သူရွေးပြီးတော့မှရတာဖြစ်ပါတယ်နောက်ဆုံး motivation ပေးရမယ်ဆိုရင်တော့ကိုကဂျပန်စာမှာအားနည်းနေပေမဲ့ကိုယ့်ရဲ့ကိုမှရှိ ability တွေပေါ့နော်ဥပမာကိုမှတင်ချာကိုကတော်တာဖြစ်မယ်အင်္ဂလိပ်စာတော်တာဖြစ်မယ်အဲ့ဒါနဲ့ကိုရွေးတဲ့ major နဲ့သူတို့လိုအပ်ချက်တွေနဲ့ကတိုက်ကိုက်ရင်တော့ရင် scholarship ဆိုတာကရနိုင်ပါတယ်ရှင်ပြီးတော့ဂျပန်မှာက scholarship ကဒီတစ်ခုတည်းရှိရမဟုတ်ဘူးเนาะအကြောင်းကနေပေး scholarship တို့ပြီးတော့သတင်းစာ scholar တို့မျိုးရှိရပေါ့เนาะအဲ့အတွက်ကြောင့်နောက်ပိုင်းကျရင်လည်းစုတည်သမျှလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲတတ